ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမြေတင်းနေတဲ့ကြတော့ပြည်သူလူထုအပေါင်းတို့ခမညာလွန်ခဲ့တဲ့2021ဖေဖော်ဝါရီလ1ရက်နေ့မှစ၍မင်းအွန်လိုင်းဥဆောင်တဲ့အချမ်းဖက်စစ်အုပ်စုသည်ပြည်သူလူထုတင်မြှောက်ထားသည့်ဒီမိုကရေစီအစိုးရကိုအာဏာသိမ်းပြီးအာဏာရှင်စစ်ကောင်စီကိုထူထောင်ခဲ့ပါတယ်ထို့သူအချမ်းဖက်စစ်အုပ်စုမှအာဏာလုယူပြီးနောက်ပိုင်းပြည်သူပြည်သားများအနေဖြင့်တရက်မှပျော်ရွှင်မှုမရရှိခဲ့ပါပြည်သူလူထု၏ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုများကိုရက်စက်ရုံမှစွာပြစ်ခတ်တပ်ဖြတ်ရိုက်နှက်ဖမ်းဆီးချုပ်နှောင်ခြင်းပုံမှန်မျိုးမျိုးတပ်၍ထောင်တွေအကျဉ်းချထားခြင်းအဆက်မပြတ်လှုံ့ဆော်နေဒီမှာရှစ်လသူပင်ရောက်ရှိနေပြီဖြစ်ပါတယ်ယခုအခါအကြမ်းဖက်စစ်ကောင်စီတပ်များသည်လူနေရပ်ကွက်များဘာသာရေးအဆောက်အအုံများဆေးရုံများစာသင်ကျောင်းများစသည်တို့တွင်တပ်ဆွဲလက်ပြည်သူလူထုအားအနီးကပ်ချင်းချောက်ခြင်းဖမ်းဆီးတပ်ဖြတ်ခြင်းပြည်သူပိုင်ဥစ္စာပစ္စည်းများအားဓမြတိုက်လူရခြင်းကျေးရွာများအားမိရှုဖျက်ဆီးခြင်းစတဲ့လူမဆန်သောစစ်ရာဇဝတ်မှုများကိုဆက်တိုက်ကျူးလွန်လျက်ရှိသည်မှာတစ်ကမ္ဘာလုံးအသိဖြစ်ပါတယ်ပြည်သူလူထုအနေဖြင့်ဓမ္မတရားနိလန်ချနှင့်အညီတိခံခဲ့တော်လေအကျိုးထူလာပွဲမရှိသည့်အတွက်အကြမ်းဖက်စစ်ကောင်စီအားနိလန်မျိုးစုံဖြင့်ခုခံဆန့်ကျင်တဲ့ရှိသည်ကိုတွေ့ရပါတယ်ထို့ကြောင့်မြို့သားညီညွတ်ရေးဆိုရအနေဖြင့်တာဝန်ရှိတဲ့အလျောက်ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရန်အကြောင်းပေါ်ပေါက်လာတဲ့အတွက်အောက်ပါအတိုင်းထုတ်ပြန်ကြေညာလိုက်သည်ဒီနေ့စက်တင်ဘာလ9ရက်တော်သလင်းလဆန်2ရက်နေ့မှစ၍စစ်အာဏာရှင်ဆန့်ကျင်ရေးပြည်သူတို့၏ခုခံတွန်းလှန်စစ်သည်စတင်နေပြီဖြစ်တယ်ဤတော်လှန်ရေးသည်ပြည်သူလူထု၏တော်လှန်ရေးဖြစ်တဲ့အတွက်ပြည်ထောင်စုမြန်မာနိုင်ငံတဝန်းရှိပြည်သူပြည်သားများအားလုံးမင်းအွန်လိုင်းဥဆောင်သည့်အကြမ်းဖက်စစ်အုပ်ချုပ်ရေးကိုတနိုင်ငံလုံးအတိုက်အတာဖြင့်လှေးနေလေအောင်မြင်းဆောင်မကြံတွန်းလှန်တိုက်ဖြတ်ကြပါနှင့်ပြည်သူကာကွယ်ရေးတပ်များနေဖြင့်မိတို့ဒေသအတွေ့ရှိစစ်အာဏာရှင်နှင့်၎င်းတို့၏တောက်တိုင်အဖွဲ့အစည်းများကိုပြစ်မှတ်ထားထိန်းချုပ်ကြပါ3စစ်ကောင်စီခန့်အစစ်စင်သောအုပ်ချုပ်ရေးမှူးများအားလုံးအလုံးမချက်ချင်းစွန့်ခွာကြပါ4 PDF များအနေဖြင့်ပြည်သူတို့၏အသက်အိုးအိမ်ကိုသတိထားကာကွယ်စောင့်ရှောက်ပါအထက်မှညွှန်ကြားချက်များကိုတိတိကျကျလိုက်နာပါပြည်သူကာကွယ်ရေးတပ်မတော်ကထုတ်ပြန်ထားသောစစ်ဘက်ဆိုင်ရာစီမင်းစည်းကမ်းများကိုတွေးမတင်လိုက်နာကြပါ5ပြည်သူလုံခြုံရေးတပ်များအနေဖြင့်လည်းမိတို့ဒေသရပ်ရွာမြို့ပြများရှိပြည်သူတို့၏အသက်အိုးအိမ်ကိုလုံခြုံစိတ်ချအောင်စီမံချက်ချကာကွယ်စောင့်ရှောက်ကြပါ6ပြည်သူများအနေဖြင့်ယနေ့မှစ၍မလိုအပ်ဘဲခီးသွားလာခြင်းမပြုတ်ကြဘဲသူဦးချင်းရဲ့လုံခြုံမှုကိုအထူးဂရုစိုက်ကြပါလိုအပ်မဲ့ရိက္ခာစေဝါစသည်တို့ကိုစုဆောင်းထားကြပါပြည်သူကာကွယ်ရေးတပ်မတော်နှင့်မဟာမိတ်များကိုလည်းတတ်နိုင်သမျှကိုညီစောင့်ရှောက်ကြပါစစ်ကောင်စီတပ်များ၏လှုပ်ရှားမှုသတင်းများကိုပြည်သူကာကွယ်ရေးအဖွဲ့များသို့အချိန်မီပေးပို့ကြပါခဏတိုင်းဒါလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကလည်းမဲအွန်လိုင်းနဲ့အကြမ်းဖက်စစ်အုပ်စုကိုနီးမျိုးစုံဖြင့်ချက်ချင်းတိုက်ခိုက်သွားကြပါမိတို့၏နေမြေများကိုအပြည့်အဝထိန်းချုပ်ထားကြပါစစ်အာဏာရှင်အုပ်စုမှုနှင့်အုပ်ချုပ်ရေးရန်တရားကိုပြည်သူအဖြစ်တွန်းလှန်တိုက်ဖြတ်သိမ်းကြပါတစ်ဆက်တည်းမှာပြည်သူအုပ်ချုပ်ရေးတို့ပြောင်းလဲနေရန်အတွက်ပြည်သူလူထုနဲ့အနီးကပ်ညှိနှိုင်းဆောင်ရွက်စီမံကြပါ9အကြမ်းဖက်စစ်အုပ်စု၏လှည့်ဖျားမှုတွေနားယောင်ခဲ့သည့်နေချဆောင်တပ်ဖွဲ့ BGF များနှင့်ပြည်သူစစ်အားလုံးယနေ့မှစ၍
ပြည်သူများနဲ့ပူးပေါင်း၍ပြည်သူရန်သူများကိုစတင်ရင်ဆိုင်တိုက်ခိုက်ကြပါ30ယခုတော်လှန်ရေးသည်တရားနိလန်းကြသောတရားမျှတသောတော်လှန်ရေးဖြစ်သည်ရေရှည်ငြိမ်းချမ်းသောနိုင်ငံတည်ဆောက်ရေးဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့တော်လှန်ရေးဖြစ်သည်7မိမိတို့နိုင်ငံတော်၏ပကတိအခြေအနေလိုအပ်ချက်အလျောက်လုံးဆောင်သည်ဖြစ်၍အိမ်နီးချင်းနိုင်ငံများအေရှန်နိုင်ငံများကိုလသမဂ္ဂနှင့်ကမ္ဘာနိုင်ငံအသီးသီးကလည်းနားလေပေးကြလိမ့်မည်ဟုယုံကြည်ပါသည်စနစ်ပြည်သူတော်လှန်ရေးစတင်ပြီးဖြစ်၍မင်းအောင်လှိုင်၏လိမ်လည်လေးဖျားမှုဖြစ်နေမှုအောက်တွင်တာဝန်ထမ်းဆောင်နေကြသောတပ်မတော်သားများပြည်သူရဲများဝန်ထမ်းများအနေဖြင့်ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့်ချက်ချင်းဆက်သွယ်ပူးပေါင်းပါအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်ထဲရေးဝန်ကြီးဌာနများသို့အမြန်ဆုံးသတင်းပို့ကြပါ73ယနေ့မှဆက်၍စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအားလုံးရုံးတက်ခြင်းမပြုတ်ကြရန်သတိပေးတားမြစ်လိုက်သည်14ယခုအရေးတော်ပုံတွေအသက်အိုးအိမ်ဆွန့်လွတ်နေနာခံသူများကိုနိုင်ငံတော်၏သူရဲကောင်းများအဖြစ်အစင်မြဲအတိမတ်ပြုနေမည်ဖြစ်ပါသည်ပြည်သူအုံကြမှုကိုကျဲလက်မြို့ပြနှင့်နိုင်ငံတော်လုံးတွေတပြိုင်တည်းလှုပ်ဆောင်ကြရမည်ပြည်သူလူထု၏စီးလုံးညီညွတ်မှုတီထွေစံသစ်မှုဉာဏ်ရည်ထက်မြက်မှုစိတ်ဓာတ်ပြင်းထန်ကြံ့ခိုင်မှုပေါ်မူတည်၍တော်လှန်ရေးကာလတူတောင်းမည်ဖြစ်သည်အာဏာသိမ်းအကြမ်းဖက်မင်းအောင်လှိုင်နှင့်အာဏာရှင်စနစ်ကိုမြန်မာနိုင်ငံမှာအပြည့်တိုင်ဖြုတ်ကာတည်ငြိမ်အေးချမ်းပြီးတိုင်းဒေသပြည်သူများအားလုံးစောင့်မျှော်ခဲ့တဲ့တန်တူခွင့်ရေးကိုအပြည့်အဝအမခံတဲ့ Federal Democracy စနစ်သို့ထူထောင်ကာပြည်ထောင်စုမြန်မာနိုင်ငံတည်းလေကမ္ဘာအလေတွေတဖန်ဂုံတက်ခါထွန်းတောက်လာမည်ဖြစ်ပါသည်ရဲတော်ပုံမိုးချအောင်မြင်ရမည်